ဒီနေ့ဗီဒီယိုလေးမှာတော့ mobile legend မှာ voice chat မရတော့ဘယ်လိုဖြေရှင်းမလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့2026ဒါ update ဗီဒီယိုလေးပါကျွန်တော်ဒီဘက် mobile legend ဒီစော့ကြည့်တဲ့အခါမှာကျွန်တော်ဒါ voice chat မရတာအဲ့ဒါနှစ်မျိုးလေးတွေ့ရတယ်ပထမတစ်ခုကကြာကျွန်တော်တို့ဒါ voice chat icon လေးလုံးဝမပေါ်တာရယ်ဒုတိယတစ်ခုကကြာတော့ voice chat icon လေးတော့ပေါ်တယ်ဒါဖွင့်လို့မရတာဒီ error နှစ်ခုပေါ့ဒါပထမ error တစ်ခုကကြာတော့ဘယ်လိုဖြစ်တယ်လဲဆိုတော့ဒါ region lock ကြောင့် voice chat လေးမပေါ်တာဖြစ်တယ်ပါတယ်ဟိုကဒီ mobile legend download ဆွဲတဲ့အခါမှာဒီ app ကအခြား region အခြားနိုင်ငံရဲ့ဒီ app ဖြစ်နေတယ်ဆိုရင်ဒီ voice chat လေးမပေါ်တာဖြစ်တယ်ပါတယ်ကျွန်တော်ဥပမာအဖြစ်ကျွန်တော်ပြပေးပါမယ်ကျွန်တော်ဒါ play through တွေဝင်လိုက်မယ် play through တွေဝင်လိုက်တဲ့အခါမှာကျွန်တော်ဒီမဲ့ဒီ mobile legend လို့ရှာလိုက်တဲ့အခါမှာ mobile legend ပန် US ဆိုပြီးနောက်ကနေပေါ်နေပါတယ်ဒီ US လို့ပေါ်ရင်ကျွန်တော်ဒီ software ကိုကျွန်တော် download ဆွဲတဲ့အခါမှာကျွန်တော်နောက်ကနေကျွန်တော် voice chat လေးမပေါ်လုံးဝဒါစသဖွင့်ခြင်းမှာ voice chat လေးလုံးဝမပေါ်တာတော့ဒါကြုံတွေ့ရပါတယ်အဲ့လိုကြုံတွေ့ရတဲ့အတွက်ကြောင့်လို့ကျွန်တော်ဒီ software ပြန်ကြည့်တဲ့အခါမှာ US account ကြီးဒီ US region ကြီးဖြစ်နေအခါမှာကျွန်တော် download ဆွဲကျွန်တော်ရဲ့ဒီ local region ပြန်ပြောင်းရတယ်ပေါ့အဲ့ပြန်ပြောင်းတဲ့အခါမှာကျွန်တော်တို့ voice chat icon လေးတွေတော့ပေါ်သွားတယ်ပေါ့ဒါပထမ error တော့ဒါ region တူတဲ့အတွက်ကြောင့်ဒီ voice chat လေးမပေါ်တာပါဒီ error လေးကတော့ဒါ local ဒါ at least ဆွဲလိုက်တော့ပြန်ပေါ်ပါပြီဒီမှာတစ်ချက်ကျွန်တော် setting နဲ့ကိုဝင်ကြည့်ပါမယ်အဲ့တော့ဒါ setting နဲ့မှာဒီမှာ voice chat လေးဒါဖွင့်ပိတ်လောက်ထားတာတစ်ချက်ရှိပါဒါကျွန်တော်တစ်ချက်ပိတ်ကြည့်လိုက်မယ်တစ်ချက်ပိတ်ဝင်ကြည့်တာနော်voice chat လေးပြောက်သွားမရှိတော့နော် voice chat လေးပြောက်သွားပိတ်ထားတဲ့ပြောက်သွားအဲကြောင့်လို့အခုက voice chat ပေါ်ချင်တာအဲ့ဒါလေးကိုတစ်ချက်ဖွင့်ပြပါနော်ဒီ sound နဲ့ဝါမယ် sound နဲ့ဝါရကျွန်တော်ဒီ voice chat လေး on ပေးလိုက်တာဒါဖွင့်ပါပါဒါဒုတိယ error ပေါ့ဒုတိယ error ကြတော့ဘယ်လိုဖြစ်လဲဆိုဒုတိယ error မှာကြတော့ကျွန်တော်တို့ဒီ voice chat လေးတွေကပေါ်တယ်ပေါ့ voice chat လေးတွေဒါပေါ်တယ်ပေါ်ပြီးတော့ဒီမှာနှိပ်လို့မရဘူးနှိပ်လို့အတိတ်အတိတ်ပြနေဟိုမိနစ်နေငယ်စောင့်ပါဆိုတာပြနေဗျနှိပ်လို့မရအဲ့ဒါကြတော့ဘယ်လိုဖြစ်ရှင်းမလဲအဲ့ဒါကြတော့ခုနပြောလို့အတိတ်နှိပ်ကြည့်ခါမှာအတိတ်ဆိုတဲ့ဟာပေါ်နေတယ်ဟိုမိနစ်စောင့်ပါလို့ပေါ်နေဆိုရင်ဟိုကိုက download အပြည့်ဆွဲပြီးသွားလဲဒီ download အပြည့်ဆွဲပြီးသွားလဲကွာအတိတ်ပဲပြနေသေးရဆိုရင်ကျွန်တော်ဒီ software ကိုကျွန်တော်တို့အကုန်လုံး layer data လောက်ရပါမယ်အဲ့တော့ကျွန်တော်ဒီ software လို့ဒီတော့တစ်ချက်ပြီးလိုက်မယ်လိုက်မယ်ဒီမှာ info လေးတွေဝင်လိုက်မယ် info လေးတွေဝင်လိုက်ဒီမှာ clear data ဒါclear all data ဆိုလို့ရပါလောက်ရမယ် clear all data တွေကျွန်တော်ဒါလုံးလိုက်ပြီဒါလုံးလိုက်ပြီဆိုတော့ねကျွန်တော်တို့ဒီအဲ့ဒီ software တော့ဝင်ခင်မှာကျွန်တော် permission ကိုရင်ဆုံးဝင်ပါမယ် software တော့ဝင်ခင်မှာ permission ကိုရင်ဆုံးဝင်မယ်ဝင်ပြီးတော့ဒီမှာကျွန်တော်တို့ဒါ microphone ကိုဒါwhile using the app ဆိုတဲ့ဟာမှာ immediately ပြလိုက်ပါပေးပြီဆိုမှကျွန်တော်အထက်ကိုဝင်ပါမယ်ပေးပြီဆိုမှဒီအထက်ကိုဝင်လိုက်ပါဝင်လိုက်ပြီးတော့ကျွန်တော်တို့ download ပြည့်တဲ့ဒီ sound လိုက်ပါဟိုအချို့ဒီကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ဒီ90%လောက်ရောက်ရင်ဟိုတော့ voice chat တွေပါဖွင့်လို့ရတဲ့အနေအထားမျိုးရှိရဗျ90%လောက်ရတယ်ဆိုအချင်းချင်းကျွန်တော်တို့အဆင်ပြေသွားပါလိမ့်မယ်ဒါကျွန်တော်ဒါတွေ့ခဲ့တဲ့ error နှစ်မျိုးပေါ့ဒီ error နှစ်မျိုးကျွန်တော်အဲ့လိုမျိုးဖြေရှင်းလိုက်တဲ့အတွက်ကြောင့်မို့အဆင်ပြေသွားပါတယ်ဒီအရင်ကျွန်တော်ဗီဒီယိုအောက်မှာလာပြီးမှတ်နေကြရှိပါအရင်ကျွန်တော်ဗီဒီယိုပါဆို2023ခုနှစ်ကဗီဒီယိုဖြစ်တဲ့အတွက်အချိန်တော့ update မဖြစ်တော့ဗျအခု2026 error အသစ်ကပေါ်လာပြီဒီ error နှစ်ခုကျွန်တော်ကြုံတွေ့ရတယ်အခြားသူတွေဘယ်လို error မျိုးကြုံတွေ့ရလဲဆိုတာဒီ comment box လေးမှာပြပြမေးမြန်းကြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်